မတီးလဲကတီးလဲကမင်းတို့ရချောင်းလက်ထဲကိုကွာရောအချက်ပလင်းထဲပဲလိုက်ပြန်ပြီမင်းတို့ရချောင်းဘာလို့အဲ့လိုမျိုးကြီးမလုံးကြပါနဲ့ချောင်းရသမားမဟုတ်ပါဘူးကွာမင်းတို့တွေကဟာရောဟုတ်ဒီမဲ့အတစ်လိုက်ရင်လုံးဝဘီးနေတာတသားလေးပဲတော့သွားရှုံးလို့မရအောင် Oh my god သူမူးတော့မသိဘူးငါတော့သူ့အတစ်ကြည့်ပြီးလဲမူးချင်လာပြီဟောရင်ဟာယောချောင်းရေးခဲ့ကြောင်းဘဲကောင်ရောင်းခံလိုက်တာတော့ရောင်ရဲတော်စိုးနေပြီချောင်းရသမားဖြစ်ခိုင်းလိုက်ရေးခဲ့ကြောင်းရောင်းခိုင်းလိုက်နေအတစ်တက်ကောင်တွေကတော့မဟုတ်တော့ဘူးကွာချောင်းလေးကိုတိတ်လုံးကြတာပဲနင်တို့ကဟုတ်ကဲ့ငါထကားတော့မလားမသိဘူးငါထကားတော့မလားမသိဘူးဒီဘဲလုံးအတစ်ပိုင်တိုက်ကားကိုကြားကြီးအဲ့ဒီလေးတစ်ပုတ်လို့လုပ်ပြပါဦးအာယောဟုတ်ပြီအာယောမြင်းနီလမ်းမချောင်းအမတ်တရားတွေနဲ့ Oh my god ဟုတ်တော့ဘူးကွာယောဒီဘက်အတင်ငါမကြိတ်ရင်တော့ကြည့်လိုက်တိုင်းငါကားမလို့တွေပါဖြစ်နေပြီအတင်းတန်နေတူနေဘလို့ပဲတော့ခုချာအေးနော်အခုကျွန်တော်လည်းပါနေတယ်လေဟုတ်ပါဗျာကျွန်တော်ငါလည်းပါခြင်းနဲ့ငါလည်းအတစ်ပေးရောညပါခြင်းနဲ့ပြောရင်ဒီဘက်အတစ်ပေးတာရောငါအရာမအတစ်ပေးဘူးလားရောငါပါခြင်းနဲ့ရောအတစ်ပေးရောအတစ်ပိုင်တိုက်ကရောခဏလေးအတစ်ပဲလောက်တာမဟုတ်တော့ခေါင်းည KDO တစ်ချက်ရှို့41ချောင်းကိုင်းပြီးတော့ KDA ဒီလောက်ဆိုတာတော်တော်လေးချဲနေလို့ကျွန်တော်ပြောလို့ရတယ်အတစ်ပဲလောက်တာမဟုတ်ဒီပဲ Okay ဟေးလူတင်နန်းပဲဖွင့်မလို့အားရောဒီမဲတင်ထဲမှာဖွင့်လာတာအားရောသွားရှုပ်လို့မရအောင်ရောဟုတ်တယ်အားရောဟုတ်တယ်ကိုဘီးနေကလုံးဝတသားလေးပြအောင်မလိုအပ်တယ်လေငါဒီမဲ့မင်းမရမယ်ဒီမဲ့မင်းမရ ကြားကြီးကျွန်တော်လည်းပါချင်တယ်လေအာရောဒီကောင်ကကိုကြားရီလို့ပြောလိုက်ပြီဆိုတာနဲ့ဒီကောင်ထည့်ပေးလို့ငါကြောင့်မထည့်ပေးဘူးဆိုရင်တွေးမယ်နော်ကိုကြားမဟုတ်ဘူးနော်ကိုကြားမဟုတ်ဘူးကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းလေးကတော့ကျွန်တော်တို့ရဲ့ဒီနေ့ယောက်ျားလေးတွေရဲ့လှူရှားတဲ့ကြားချီရတဲ့အကြောင်းကျွန်တော်ပြောပြကြားချီရမင်းဆရာကြီးပဲကွာကောင်းတယ်ကိုချင်ရစေနိုင်ချိုးတယ်ဒီလေးပဲကားတွေတော့မပါတယ်ပြောင်းခဲ့ပဲရုပ်ရှိချင်းလို့ဆိုဥတာပါတယ်လိုက်ကောင်းတဲ့အိမ်ပြန်ဖို့ပဲဆိုရင်တေးကြတာကဘီးနဲ့အဲ့လိုမျိုးတသားလေးကြောက်အပ်တက်ဖို့ဆိုတာမလွယ်ဘူးနော်ငါဒီပဲတော်တော်သွားရှုပ်လို့တော့မရဘူးမင်းနာမည် modify လုပ်မယ်ဆိုရင်ပို့မင်းနောက်ကိုပုံပြီးနဲ့ကြီးတဲ့ဘုံတုံးနဲ့ဘုံတုံးနဲ့ဆိုတော့ရလာဝတာမှာဒါတော့မဟုတ်ပါဘူးလောက်ကြီးတဲ့လောက်ကြီးတဲ့ဟာဆိုတော့ငါတင်အောင်ဖြစ်ပါသေးတယ်လို့ပဲဆူတောင်းပါလေအဲ့တော့ဒီအက်တစ်လည်းအက်တစ်တက်တယ်ဘလို့ရှာပြီးအက်တစ်မြန်မနေတော်တော်ဆုံးနေပြီသမီးက6လမှနေရပါဒါပေမဲ့သမီးကကြီးတော်ကြီးကဒူကောင်းနာနေရဆိုတော့ तू သမီးအိမ်ကိုလာလေလို့ရှိရင် तू အပေါ်မတက်ချင်ဘူးလို့ပြောပါတယ်အဲ့လိုအခြေအနေမျိုးမှာဆိုလို့ရှိရင်ရောဘယ်လိုလုပ်ရမလဲဆရာဓာတ်လီကလုံးရှိပါရပြီနေရဘယ်တော့မှအမင်းကိုရောက်မကောင်းမှမဟုတ်ဘူးကြီးတော်ပါရိုက်လို့ရှုံးတော့မှာပေါ့ဟွာရောဒီပဲဘလို့ရှားပြီးအက်တစ်နဲ့မပြီးဘူးစိုးနေပြီကွာရောအက်တစ်လည်းအက်တစ်တက်တယ်ကွာဒီပဲနော်ကဲဘလို့လဲဟောင်းကြီးကိုအက်တစ်တွေကိုတစ်ချက်ရှိုးပြီးတော့ကြိုက်မှကြိုက်ရလား